Welcome to Grandma's Lab. Come and clap, clap, clap. ကလေးတို့ရဲ့ပုံမြင်ကပါအပွားရဲ့ရင်ခွင်အားလုံးပဲမင်္ဂလာပါဒီဘက်မှာတော့အာရှနိုင်ငံတွေကတနိုင်ငံဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့ရိုးရာပုံမြင်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်ပုံမြင်လေးရဲ့နာမည်ကရွှေငါတဲ့အတူတူနားထောင်ကြရအောင်နော်ဟိုးရှိတုန်းကကမ္ဘောဒီးယားနိုင်ငံရဲ့ချောင်းကန်းနာလေးရရွာလေးတွေမှာစိတ်သဘောထားဖြူစင်တဲ့တငါတဲ့ဖိုးအိုကတ်နဲ့သူ့ရဲ့ဇနီးတို့နေထိုင်ကြပါလေတဲ့ဒီနေ့တော့ကတ်ကသူ့ရဲ့ပိုက်ကုံကိုယူပြီးငါရှာထက်လာခဲ့တယ်ဒီကနားလေးရောက်တဲ့အခါမှာပါလာတဲ့ပိုက်ကုံကိုအားပြက်လွှဲပြီးပြစ်ချထားလိုက်တယ်ပိုက်ကုံကိုပြန်ဆွဲတင်လိုက်တဲ့အခါရွှေရောင်ရက်ကောင်မိနေတာကိုတွေ့ရပါတယ်ပိုက်ကုံနဲ့ရွှေငါးလေးကညလုံးလေးကလေးကလေးဖြစ်နေတာကိုတွေ့ရတော့ကတ်ကအံ့ဩသွားတယ်ငါ့ကိုရေထဲပြန်ချပေးပါငါ့ကိုမတက်ပါနဲ့ရေကန်လေးကိုပြန်ချပေးပါအကျိုးများစွာခံစားရပါလိမ့်မယ်လို့ရွှေငါးလေးကပြောလိုက်တာကိုကြားရတော့ကတ်ကပိုပြီးအံ့ဩသွားရတယ်အထိတ်တလန့်လေးဖြစ်သွားတယ်လေဘာလို့ရမှန်းမသိလည်းဖြစ်သွားတယ်ဘိတ်ကလည်းစားနေပြီဘိတ်ကွန်တွေကရွှေအောင်ငါးလေးနာကျင်စွာခံစားနေရတာကိုတွေ့တော့လဲသနာသွားတော့ဖရာသခင်စောင့်ရှောက်ပါစေတင့်ကိုငါအလိုမရှိပါဖရာသခင်တင့်ကိုကူညီစောင့်ရှောက်နိုင်ပါစေတင့်ကိုငါအလိုမရှိပါဘူးလို့ပြောပြီးကက်ကရွှေငါးလေးကိုရေထဲကိုပြန်လွှတ်လိုက်ပါတယ်ညဘက်ရောက်တဲ့အခါကက်ကသူ့ဇနီးကိုနေ့လည်ရဖြစ်ပျက်ကိုပြန်ပြောပြတဲ့အခါသူ့ဇနီးကလွန်ဒေါသထွက်သွားတယ်ရှင်တယ်မိုက်ပါလားဒီမှာစားစရာဘာမှမရှိပဲနဲ့ရှင်ဘာဖြစ်လို့ရွှေငါးလေးကိုပြန်လွှတ်လိုက်ရတာလဲသူ့ဇနီးကဒေါသတကြီးနဲ့ပြောလိုက်တယ်ရှင်ပြောတာအမှန်ပဲလားသူ့ဇနီးကထပ်ပြီးမေးတော့ကက်ကလည်းအေးအမှန်ပဲလို့ပြန်ဖြေလိုက်တယ်ရွှေငါးစီမှာဆန်နဲ့ရေအိုးသွားတောင်းပါအေးပါကွာမှန်တယ်ဆိုလို့ရှိရင်ရွှေငါးစီကိုပြန်သွားပြီးဆန်တဲ့ရေအိုးသွားတောင်းကျမတို့မှာရေထည့်စရာရေအိုးကကွဲနေပြီလို့သူ့ဇနီးကကက်ကိုဖမ်းလိုက်တယ်ကက်လည်းသူ့ဇနီးစေကိုမလွန်ဆန်နိုင်တာကြောင့်မို့လို့ရွှေငါးကလေးရှိရာရေကန်ကိုသွားရွှေငါးလေးရေမင်းကိုတွေ့ကျင်တယ်ရွှေငါးလေးရေတင့်ကိုငါတွေ့ကျင်တယ်လို့ဟုတ်ခေါ်လိုက်တဲ့အခါရေကန်ထဲမှာရှိတဲ့ရေတွေကရွှေရောင်လေးတွေတွလဲလက်ထလာပြီးတော့ရွှေငါးလေးတစ်ကောင်ပေါ်လာတယ်တငါတီအဖိုးအိုဘာအလိုရှိပါသလဲဟိုးတငါတဲ့ကျွန်တော်စီမှာဘာမှန်းအလိုရှိလို့လဲလို့ရွှေငါးလေးကမေးလိုက်တဲ့အခါကက်ကဆန်တဲ့ရေအိုးလိုရှိပါတယ်ကျွန်တော်ကိုကူညီနိုင်မလားလို့အကူညီတောင်းလိုက်တယ်ကူညီနိုင်ပါတယ်အင်ကိုသာပြန်သွားပါဖျားသခင်ကူညီဆောက်ရှောက်ပါလိမ့်မယ်လို့ရွှေငါးကလေးကပြန်ပြောလိုက်တယ်တငါတဲ့အဖိုးကြီးကက်ကလည်းအင်ကိုပြန်ရောက်တဲ့အခါသူ့အိမ်ထဲမှာရေအိုးအသစ်နှလုံးနဲ့ထမင်းပူပူတွေတွေ့ရတဲ့အခါလွန်မင်းဝမ်းသာအရာဖြစ်သွားတယ်ဒါပေမဲ့အဖွားကြီးရဲ့လောဘကတော့မတတ်နိုင်ဘူးဖြစ်နေတယ်ရှင်တော်တော်မဲတာပဲဘာဖြစ်လို့ပုံမတောင်းခဲ့ရလဲကျမအိမ်ကြီးကြီးအသစ်တစ်လုံးလိုချင်တယ်အေးပါကွာကျမအိမ်အသစ်ကြီးတစ်လုံးလိုချင်တယ်သွားရွှေငါးစီပြန်သွားပြီးတတ်တောင်းပါလို့ထပ်ခိုင်းမြင်တယ်နောက်တနေ့မနက်မိုးလင်းတော့ကက်ကရွှေငါးလေးရှိတဲ့ရေကန်ကိုပြန်သွားခဲ့တယ်ဒီကန်ကရေတွေကပါမန်ထက်နောက်ကျနေလို့ငါးလေးကိုခေါ်လို့ရပါမလားလို့တော့ကက်ကစိုးရိမ်နေမိတယ်ဟုတ်ပါတယ်သူစိုးရိမ်တယ်လို့ပါပဲရွှေငါးလေးကိုထက်ခါခေါ်ရတယ်အချိန်တော်တော်ကြာမှရွှေငါးလေးကဖြီးပြီးပေါ်လာတယ်တငါတီအဖိုးအိုဘာအလိုရှိပါသလဲဘာလို့ရှိပါသလဲလို့ရွှေငါးလေးကမေးလိုက်တဲ့အခါငါမိမအတွက်အိမ်အသစ်တစ်လုံးလိုချင်ပါတယ်ငါကြီးအသစ်တစ်လုံးလိုချင်တယ်လို့ကက်ကပြန်ပြောလိုက်တယ်အဲ့ဒီအခါငါကလေးကဖြေရပါစေမယ်ဖျားသခင်ကကူညီဆောင်ရှောက်ပါလိမ့်မယ်လို့ပြန်ပြောလိုက်တယ်ကက်လည်းသူ့ရဲ့တဲအိမ်စီကိုဝမ်းသာအားရနဲ့အမြင်ပြန်သွားလိုက်တယ်အရင်သူတို့ရဲ့တဲအိမ်ငယ်နေရာမှာလွန်လှပတဲ့တိုက်အိမ်တစ်လုံးအမိုးကအသစ်တွေနဲ့တွေ့လိုက်ရတယ်လို့သူ့ဇနီးတွေကလည်းစုပုတ်နေတဲ့မျက်နှာထားနဲ့သတင်းပေါက်မှာမတ်တရနေတာကိုတွေ့လိုက်ရတယ်။ဒီနေ့ကိုปีညစ်တက်နေတဲ့ဝတ်စားတွေနဲ့ဝင်းမလာနဲ့ကျမကိုလှပတဲ့မျိုးသမီးငယ်တယောက်ဖြစ်အောင်လုပ်ပေးဖို့ရွှေငါးကိုတော့ပြန်ပြောကြလို့သူ့ဇနီးတွေကကက်တက်ခန်းလိုက်ပြန်တယ်။ကက်ကသူ့မိမစကားကိုမလွန်ဆန်နိုင်တာကြောင့်ရေကန်ဘက်ကိုဝန်းနဲ့စောနဲ့ပြန်သွားခဲ့ပါတယ်။သူရေကန်ကိုရောက်တဲ့အခါကန်ရီကပိုးပြီးတော့နောက်ကြည့်လာတယ်။မိုးတွေကလည်းချုံလာတယ်။ရွှေငါးလေးကိုအကျဉ်းကြီးအော်ခေါ်လဲရွှေငါးလေးကပေါ်မလာပါဘူး။
ချိန်တော်ကြီးကြာမှရွှေငါးကလေးကပေါ်လာတယ် တငါသည်အဖိုးအိုဘာအလိုရှိပါသလဲ ဘာလို့ရှိပြန်တယ်လဲတငါတဲ့ပူကြီးလို့ရွှေငါးလေးကမေးလိုက်တယ် ကျွန်ုပ်မိန်းမကိုချမ်းသာပြီးလှပငယ်ရွယ်အောင်လုပ်ပေးပါ ကျွန်တော်မိမကိုချမ်းသာကြွယ်ဝပြီးလှပတဲ့မြို့သမီးငယ်လေးတစ်ယောက်ဖြစ်အောင်လုပ်ပေးပါလို့ကက်ကတောင်းဆိုလိုက်တယ်ဘုရားသခင်ကကိုကြီးဆောက်ရှောက်ပါလိမ့်မယ်ပျော်ရွှင်စွာနဲ့အင်ကိုသာပြန်ပါလို့ငါကလေးကပြောလိုက်တယ်တန်ငါတဲ့ဖိုးကြီးအင်ကိုပြန်ရောက်တဲ့အခါမှာခန္ဓာတဲ့နန်းတော်ကြီးတစ်ဆောင်နဲ့စာရလှပတဲ့ဥယျာဉ်ခြံလေးကိုသူ့ရဲ့အင်နေရာမှာတွေ့ရတယ်အလုံးကိုအံ့ဩသွားတယ်အဲကြောင့်သူကအင်တကားကိုခောက်လိုက်တဲ့အခါအစီကံတယောက်ထလာတယ်ညစ်ပတ်ပြီးရင်နေတဲ့ဖိုးအိုကိုသူ့ကိုကြည့်လိုက်အစီကံကဘာလို့ရှိပါသလဲလို့မေးလိုက်တဲ့အခါတက်ကမိမနဲ့စကားပြောချင်တယ်လို့ပြန်ပြောလိုက်တော့သူမိမဖြစ်တဲ့သူကနားကိုရောက်လာတယ်ကဲမမမိနိုင်လောက်အောင်ကိုလွန်ကိုလှပပြင်နေတယ်လို့စိန်လက်စွပ်တွေလက်ဝတ်ရတနာတွေနဲ့တဝန်းဝန်းတလက်လက်နဲ့တောက်ပြောင်နေတာပေါ့လေကက်ကမိမဒီတစ်ခါမင်းကျင်နေသွားပြီမဟုတ်လားလို့မေးလိုက်တော့သူမိမဖြစ်တဲ့သူကသူ့ကိုငဲ့ဆောင်ကြည့်ပြီး အဖိုးကြီးရွှေငါးကိုဖမ်းပေးပါကျမသူ့ကိုလိုရာခိုင်းခြင်းတယ် ကိုကြီးရွှေငါးကလေးကိုဖမ်းပေးပါကျမသူ့ကိုလိုရာခိုင်းတင်တယ်လို့ပြောလိုက်တယ် မဖြစ်နိုင်ဘူးမင်းရက်ဆက်လွန်းရကြမယ် ဖြစ်နိုင်ဘူးမင်းရက်ဆက်လွန်ရကြာနေမယ်လို့ကက်ကပြန်ပြောလိုက်တယ်အဲ့ဒီအခါသူမိမဖြစ်တဲ့သူကအစီကံတွေကိုကက်ကိုအိမ်ထဲပြီးမဝင်ဘူးပြောခဲ့ပြီးတဲ့ထွက်သွားလိုက်တယ်ကက်ဟာမြင်းဆောင်ထဲမှာလာပေါင်းများဆိုအလိုလုံနေရတယ်နန်းတော်ကြီးစီကိုလည်းဝင်ဝင်မရဘူးပေါ့လေတည့်ရက်ရောက်တော့သူ့စနီးကသူ့ကိုနန်းတော်ကိုခေါ်ပြီးရှင်ရွှေငါးစီကိုပြန်သွားပါလို့ပြောတော့မင်းကဘာလို့ရှိပြန်တယ်လဲလို့ကက်ကပြန်မေးတဲ့အခါ ကျမဘယင်မဖြစ်ခြင်းတယ် စင်ရဲနွမ်းပါတဲ့ဘဝကလာပြီးဘယင်ဖြစ်ချင်လားကို့ဆွေမျိုးသားချင်းတွေကိုမရှက်ဘူးလား ရှင်ချက်ချင်းသွားပါရှင်မျက်နှာကိုနောက်တစ်ကြိမ်မမြင်ကျင်တော့ဘူး ကျမဘယင်မဖြစ်ချင်တယ်လို့သူမိမပြောတယ်ကဲဟာဒီခါမှာအလန်တကြားကိုဖြစ်ပြီးအော်လဲအော်သွားရတယ်စီရင်နှမ်းပါတဲ့ဘဝကလာပြီးဘယင်မဖြစ်ချင်တာလားကို့ဆွေမျိုးသားချင်းတွေကိုမရှက်ဘူးလားငါတို့အားလုံးဟာရွတ်သားဖြောက်မဲ့တဲ့သူတော်ကောင်းတွေပါလို့ကက်ကပြောပေမဲ့ရှင်ချစ်ချင်းသွားပါရှင်မျက်နှာကိုနောက်တစ်ချိန်မမြင်ချင်တော့ဘူးလို့ပြောဝချမ်းသာနေတဲ့မင်းမငယ်လေးကပြောလိုက်တယ်လေအဖိုးကြီးကအင်မတန်ကိုကြောက်ရွံ့သွားတယ်ဒါပေမဲ့သူ့မိမကိုချစ်တာကြောင့်ရေကန်စီကိုပြန်သွားခဲ့ပြန်ပါတယ်ရေကန်ရဲ့ရည်ပင်ကလည်းလွန်မှောင်မဲ့နဲ့လေးကောင်းကင်တစ်ခုလုံးလည်းလေမုန်တိုင်းကြမဲ့တဲ့တန်းဖြစ်ပေါ်နေတယ်အဖိုးကြီးကရွှေငါးလေးကိုအတန်တုံတုံကြီးနဲ့အော်ခေါ်လိုက်တယ်အချိန်တော်တော်ကြီးကြာမှရွှေငါးလေးပေါ်လာတယ်တင်ကားတဲ့ဖိုးကိုဘာလို့ရှိပြန်ပါတယ်လဲလို့ရွှေငါးလေးကမေးတဲ့အခါကြဟာကျိုးတည်းမဖြစ်နိုင်မယ်ညီသက်နေတယ်ဖိုးပြောပါဘာဒုက္ခရောက်နေပါသလဲလို့ရွှေငါးလေးကထပ်မံမေးလိုက်တယ်အဲ့ဒီအခါကက်ကသူ့ဇနီးဟာဘယင်မဖြစ်ချင်နေတဲ့အကြောင်းလူတိုင်းအပေါ်မှာတကူအာနာရှိချင်နေတဲ့အကြောင်းပြောပြလိုက်တယ်ရွှေငါးလေးကအမီးကိုအဆက်မပြတ်လှုပ်ခတ်နေတယ်။ပင်ရင်ကလည်းကြီးမားတဲ့လိုင်းတကူတွေထားပြီးအဲ့ဒီအချိန်မှာပြင်းထန်တဲ့မုန်းတိုင်းကြီးကရွာလေးနဲ့ကန်ရီပြမမှာကြားရောက်လာတယ်။ရွှေငါးလေးဟာလည်းရေထဲမှာပျောက်ပေသွားတော့တယ်။နောက်ထပ်ဘယ်တော့ခါမှပြန်ပေါ်မလာတော့ဘူးပေါ့လေ။ဘိုးအိုဟာရေထဲရှင်တဲ့ဝန်ထမ်းကြားတဲ့ကနေနန်းတော်စီကိုပြန်သွားခဲ့တယ်။နန်းတော်နဲ့နီးကပ်လာလေးအဖိုးအိုအော်သွားလေးဖြစ်ရတယ်။နန်းတော်ကြီးကလည်းမုံနှန်းနဲ့တူပါသွားခဲ့ပြီလေ။မရှိတော့ဘူး။သူစနီးတဲ့ဟာလည်းငကုံမူရင်းအသက်တိုင်းကိုမင်းလာပြီးဝတ်စားတွေကလည်းအောင်နှွန်းသူတို့ရဲ့အိမ်ရှိမှထိုင်းနေတာကိုတွေ့လိုက်ရတယ်။သူမမှာအဝတ်စားအကောင်းနဲ့လက်ဝတ်တစားအကောင်းစားတွေမရှိတော့ပါဘူး။သင်္ကားတဲ့ဘဝနဲ့လင်မယားနဲ့အတူတကွပြန်နေခွင့်ရတာကိုတက်ဟာလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။ဇာတမြားနဲ့ရှင်းလက်ကြပြီးသင်္ကားတဲ့ဘဝကိုခုံမင်းပြောရှင်စွာနဲ့တစ်သက်လုံးဒီတင်သွားကြတယ်။ဒီပုံမြင်လေးကတော့ကမ္ဘောဒီးယားရိုးရာပုံမြင်လေးဖြစ်ပါတယ်။မြန်မာပုံမြင်ထဲမှာလည်းစင်ဒီယူမပုံမြင်လေးတွေရှိပါတယ်။နောက်တစ်ပတ်မှာစင်ဒီယူမပုံမြင်လေးတစ်ပုဒ်ကိုထပ်ပြီးဖတ်ပြပါဦးမယ်။အချိန်ပေးပြီးနားထောင်ကြလို့ကျေးဇူးအများကြီးတင်ပါတယ်